ယနေ့ခေတ်မှာ probiotic ကိုမသိတဲ့လူမရှိသလောက်ဖြစ်နေပြီ probiotic အကြောင်းမပြောခင်မှာဒေါက်တာတို့ရဲ့ခန္ဓာကိုယ်ထဲမှာကောင်းတဲ့အကောင်လေးတွေရှိသလိုမကောင်းတဲ့အကောင်လေးတွေရှိတယ်သက်ရှိပေါ့နော်organism လေးတွေကိုဆိုလိုတာဆိုတော့ဒီ probiotic ကိုဒေါက်တာတို့ကအများဆုံးဝန်းပြတ်တဲ့နေရာဝန်းလျှော့တဲ့နေရာတွေမှာအသုံးပြုကြတယ်လူတိုင်းသိတဲ့ bioflow ကလေးတွေဝန်းလျှော့ရဲဆိုရင်လူတိုင်းသိတယ်ကစ်လက်အဲ့ဒါတွေက probiotic တွေသူတို့ကခန္ဓာကိုယ်အတွက်ပေါ့နော်ဦးလန်းချောင်းကိုပြန်ပြီးတော့ကျန်းမာစေတယ်ဦးလန်းချောင်းထဲမှာရှိတယ်ကောင်းတဲ့အကောင်လေးတွေသူတို့ကပြန်လဲပြီးတော့မွေးဖွားပေးတယ်ဆိုတော့ဒီ probiotic တွေကိုဒေါက်တာတို့ကဘယ်ဆေးတွေနဲ့တူတူတွဲတောက်လို့မရဘူးလဲဆိုတာအထူးသဖြင့်ကိုကဝန်းလျှော့တယ်ဝန်းပြတ်တယ်နှာစီးတယ်ချောင်းဆိုးတယ်ပဲထားပါတော့တခုခုပိုးသက်ဆေးစေကန်သွားလိုက်လို့ပိုးသက်ဆေးတောက်တော့မယ်ဆိုရင်ပိုးသက်ဆေးတွေနဲ့တူတူတွဲတောက်လို့မရပါဘူးပိုးသက်ဆေးတွေကခန္ဓာကိုယ်ထဲဝင်လာရင်သူတို့ကမျက်စိစုံမေးပြီးတော့ကောင်းတာတွေကိုလည်းရှင်းပြတယ်မကောင်းတာတွေကိုလည်းရှင်းပြတယ်ဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကဒီ probiotic ကြောင့်ပေါ့နော်ကောင်းတဲ့ organism လေးတွေပါဆုံးရှုံးတယ်ပြောချင်တာ probiotic ရဲ့အာနိသင်ကိုသူတို့ကလျှော့ချစေတယ်ဒါကြောင့်မို့လို့ပိုးသက်ဆေးနဲ့တောက်တော့မယ်ဆိုရင်အနည်းဆုံး probiotic တွေကို3-4နာရီချပြီးတော့မှတောက်သုံးသင့်ပါတယ်ခုခံအားကျစေတဲ့ဆေးတွေသုံးနေတဲ့လူတွေဆိုရင်လဲ probiotic ကိုဆရာဝန်နဲ့သိချတိုင်ပင်ပြီးတော့မှတောက်သုံးသင့်ပါတယ်ကိုက organ transplant တစ်ခုခုလုပ်ထားတယ်အသေးအစားထိုးထားတာမျိုးတို့ကြောက်ကက်အစားထိုးထားတာမျိုးတို့ကိုတွင်းကလီစာတစ်ခုခုအစားထိုးပြီးတော့ခွဲစိတ်ကူတာမှုခံယူထားတယ်ဆိုလို့ရှိရင်လည်း probiotic ကိုမိမိသဘောနဲ့သုံးစွဲလို့မရပါဘူးနောက်ပြီးတချို့တွေက supplement အနေနဲ့365ရက်လုံး probiotic ကိုတောက်ကြတယ်အဲ့ဒီလိုမျိုးထားတာကတော့ recommend မလုပ်ပါဘူးကို့မှာဦးလန်းချောင်းပြဿနာတစ်ခုခုအားနည်းလို့ irritable bowel syndrome တစ်ခုခုရှိနေလို့ဆရာဝန်ကတောက်ဖို့ညွှန်ကြားထားတယ်ဆိုရင်တော့တောက်လို့ရပါတယ်အနည်းဆုံးကတော့ probiotic ကိုသုံးမယ်ဝန်းလျှောဝန်းပြက်ပြီးသုံးမယ်ဆိုလို့ရှိရင်တော့တစ်ပတ်နှစ်ပတ်လောက်ထိပဲသုံးသင့်ပါတယ်ဒေါက်တာရွှေကြီးပါ Trust Academy သူနာပြုအကူနဲ့စေဝါအကူသင်တန်းမှာစာသင်ကြားပေးနေတဲ့ဆရာဝန်တဦးဖြစ်ပါတယ်ဒီထက်ပိုပြီးတော့စေဝါပညာတွေကိုနားလည်ခြင်းနဲ့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒေါက်တာတို့ရဲ့ Trust Academy သင်တန်းကနေပြီးတော့ welcome လုပ်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်